OK， ကျောင်းရှိရောရောက်ပါပြီပေါ့နော်။ဒါမျိုးကတော့ကျောင်းမှာဘယ်သူရောက်လဲဆိုတော့သိပေးပါရှင်။အော်ဒီမှာစပွဲခုံပြမိလား။မြင်ဒီမှာဒီတောက်မှာပဲထိုင်ပါလေ။ OK အော်ဒါပါလည်းမသိဘူး။အော်မိုင်မယ်လိုဒီပါလား။အဲ့တော့ဆီယမပြောလိုက်မယ်ကျောင်းမှာဖုန်းကန်ရတာ။အော်ဒါလေးရှင်းပြလိုက်ပါဦး။ဒါကြောင့်ပေါ့နော်ဒီခြိုက်တော့အကျန်တော့ပုတ်တက်ပါဆီယာမတက်ပြလိုက်ပါမယ်အော်ရတယ်တဲ့ချယ်ရီoffice ကလေးရပေါ့နော်ပြပါမယ်ရှင်ကျောင်းလာ fashion တရားလေးလားရှိလာပါအဲ့လိုပေါ့နဲ့တချင်းတက်လေးတွေနည်းနည်းဖြူနေပါရှင် Okayစာလေးရေးလိုက်ပါဦးမယ် Okay တန်လေးအောင်နည်းနည်းစုနေပါရှင်ဒီကမနေ့တနေ့လာဝယ်ဟာတော့တော့နော်ရှင်းရမြေးလာနေတာဒါဖတ်ဝမ်းမယ်မှာယူရှင်းလီနိုင်လောက်ခွယူရှင်းမနေနေရလေဒီပါတင်နေမှမသိဘူးခဲတော့ဘယ်လိုပါလဲထိုးလာနေအေးကိုပြောပြိုက်ကောင်မှပြောပြိုက်ကောင်မှဆိုပြောပြလိုက်ရင်လေလူတွေတိသွားအောင်မယ်ခေဖွင့်လိုက်ပါမယ်ခေတပုတ်ပဲလေးလေးပြပါမယ်ရှင်โอเคဘယ်နဲ့6လောက်ပါလဲဆိုတော့ပင်လေးထည့်ရပါရဲ့6တန်းဆိုလေဟိုဒီဖတ်စာမတော့ပါဘူးလားငယ်ချင်းပြပါငယ်ချင်းရတယ်นี่လေး6ချမ်းပါပါရှင်ဘောပင်နဲ့ပေါင်းခဲရံကတော့ငါကြောင်ပေါ့နော်ပါပါရှင်ဒီနေ့ခေတ္တပူပင်းလေးနဲ့ရှိပဲလို့စဉ်းစားထပ်ပါရှင်ဘောပင်နဲ့ထုတ်ကြအောင်မယ်စာထုတ်လိုက်အောင်မပြမယ်နော်โอเคလာပါခေပြတ်တာပါခေပြတ်ကရေရှင်းတာလေးထုတ်လိုက်ပါမယ်ဒါလေးတော့ထုတ်လိုက်ပါမယ်ပြောင်းထပ်သုံးလို့ရပါတော့အခုမျိုးပဲနှစ်ခုသုံးခုတော့ထုတ်လိုက်ရမှာโอเคအဲ့ဒါပါပဲတတာထပ်ထုတ်လိုက်ကိုကြည့်ပါဦးဒါလေးကိုစာရေးစိတ်